မိတ်ဆွေများအားလုံးပဲမင်္ဂလာပါနော်ဒီမှာကျွန်တော်9ရက်နေ့တနေ့ကုန်စာနဲ့12နာရီ3:01အတွက်ကဏ္ဍလေးပေးထားပါတယ်နော်ဒီမှာ9ရက်နေ့12နာရီ3:01အတွက်ကခွန်တစ်တက်ကွက်တဲ့အောက်ကွက်ပါနော်ခွန်တစ်တက်ကွက်တဲ့အောက်ကွက်ပါဒီမှာတနေ့ကုန်စာအတွက်ကကြတော့ကျွန်တော်619ဆိုတဲ့ကီး3လုံးမိတ်ဆွေတို့အနေနဲ့ပရိပဲရလုံးပိုင်မဲ့ရအတွဲထိုးကြပါနော်ဒီမှာကျွန်တော်ရွေးထားပါတယ်အကွက်တချို့ကျွန်တော်ရွေးထားတဲ့အကွက်လည်းမှန်လို့အာမမခံပါဘူးเนาะကျွန်တော်ပြောလိုတာကမိမိတ်ဆွေတို့ရဲ့ညံလဲသုံးပါကျွန်တော် site တွေပါလေတိကျကျကြည့်ထားပါရเนาะ site တွေပါလေဘာလို့မဆွဲပြလဲဆိုတော့ကျွန်တော်တို့အနေထားကကောင်းမှာပုံခိုခြင်းနဲ့မှနေရတာမို့လို့เนาะစိတ်မချမ်းသာလို့ဒီပုံခိုခြင်းနဲ့မှပဲဆိုတော့ကကျွန်တော်ကောင်းကောင်းမွန်မွန် site မဆွဲနိုင်ပါဘူးเนาะအဲ့အတွက်အခုကျွန်တော်ပေးထားတဲ့ဟာလေးထိုးကြပါလို့ပြောလိုပါတယ်12နာရီ3:01အတွက်ကခွန်တစ်ဆိုတဲ့အော်ကွက်တစ်ကွက်ကျန်တာကတော့တနေ့ကုန်စာ619ကီမိမိတို့လုံးပိုင်မဲရပရိပဲရအားလုံးရကြပါစေနော်အားလုံးမင်္ဂလာရှိသောနေ့လေးပါ